Real Talk with TND ကနေကြိုဆိုလိုက်ပါတယ်ရှင်Hello တစင်ပါတင်စားပါ Okay hi တစင် Hello အခုတင်စားအခုဒီ podcast လေးကပထမဆုံး podcast လေးဆိုတော့ငါတို့ဒီ podcast ကိုဘာလို့စပြီးတော့လုပ်ဖြစ်တာလဲဆိုတာလေးကိုအရင်စပြီးတော့ပြောလိုက်ကောင်းမယ်ထင်တယ်နော်ဟုတ်တယ် Yes ဆိုတော့a real talk with TNT ပေါ့နော်ဒီဟာလေးဖြစ်ပေါ်လာပေါ်ကတော့အဓိကကတော့တကယ်ချင်းနေအောင်ပေါ့နော်စဉ်းစားနေတဲ့စရာငယ်လေးရခင်နေ best friend နေအောင်ဒါပေမဲ့အများပြောလိုက်ရင်မပြီးပေါ့နော်လိမ့်လိုက်ထောက်တယ်အများကြီးရှိတယ်ဒါပေမဲ့အကြောင်းတူလားဆိုတော့ငယ်လေးရ state ကြောင်းနေရတကယ်ချင်းနေပေါ့နော်ဒါပေမဲ့ကိုစီတက်ကလို့တက်ကြတယ်ကိုစီလမ်းကြောင်းနေသွားနေကြဒါပေမဲ့အများပြောတယ်ဖုန်းလေးပါလေးပြောလိုက်ရင်ကျွန်တော်မှမပြီးနိုင်တဲ့စကားကြီးပြောဖို့ရှိနေရပါတော့ဆိုတော့ကြတော့အဲ့တော့များစွာတော့ဟာပေါ့ကိုယ့်ရဲ့ emotion တွေလည်းရှိရ relationship အမျိုးစုံတော့ကိုဘဝဖြတ်တန်းလာတဲ့ state ပေါ်မှာဖြတ်တန်းလာတာတွေအများကြီးကျမတို့ပြောဖြစ်ကြရပေါ့နော်ပြောဖြစ်ကြရအမြဲပြောဖြစ်ရနေသစဉ်ကျမတို့ကဒီ conversation တွေကငါတို့အတွက်တည်းမဟုတ်သေးဘူးပေါ့နော်တခြားလူတွေများနားဆင်ရင်တိတ်ကောင်းမှာပဲဆိုတဲ့အတွေးလေးပေါ်လာတယ်ပေါ့နော်ပေါ်လာပြီးတော့ကျမတို့ဒါဇင်တို့ပေါ့နော်ဇင်တို့sharing လုပ်မယ်ဆိုပြီးတော့ဖြစ်သွားပါတော့ real talk with TNT ကိုလေဟုတ်တယ်အများနဲ့ပြောလိုက်ရင်ကနှစ်ယောက်တည်းပြောတာထက်ပေါ့နော်တစင်ရောတင်စားရောကဖြတ်တန်းတဲ့ဘဝ life ချင်းကမတူဆိုပေမဲ့ကိုရီငယ်တုန်းကဖြတ်တန်းတုန်းကတွေးခဲ့တဲ့အခက်အခဲတွေအဲ့ဒီအခက်အခဲတွေကြောင့်အခုအချိန်မှာကြုံရတဲ့အရာတွေကိုပြောရင်းနဲ့ကိုယ့်အရွယ်ဒီလိုအချိန်မှာကိုယ့်အရွယ်မှာရှိတဲ့လူငယ်တွေဆိုရင်ရောဒီစကားတွေကြားပြီးရင်သူတို့ပို့ပြီးတော့အားအင်တစ်ခုရှိသွားမလားပေါ့နော်ပို့ပြီးတော့စိတ်ဓာတ်ပို့ပြီးတော့ခိုင်မာသွားမလားပို့ပြီးတော့လေဒီလိုဆိုရင်ဒီလိုမျိုးပုံစံလေးပါဆက်ပြီးတော့မြင်လို့ရပါလားဆိုတော့အမြင်တစ်မျိုးလေးများရသွားမလားဆိုတော့ပုံစံလေးနဲ့ခန်းစားချက်လေးနဲ့စိတ်ကူးလေးနဲ့ဒါတို့ဒီရဲ့ podcast လေးကိုစဖို့ဆုံးဖြတ်လိုက်ကြရဲ့နှစ်ယောက်လုံးဆုံးဖြတ်လိုက်တယ်ပေါ့နော်ဒါပေမဲ့ဆုံးဖြတ်လိုက်ပြီးတော့လဲလှုပ်ဖြစ်လားဆိုမလှုပ်ဖြစ်သေးဘူးအချိန်တော်ကြာသွားသေးရဲ့ပေါ့နော်အခုမှပဲတေချာပြန်ပြီးတော့လှုပ်ဖြစ်တယ်ပြီးတော့လဲအခုနောက်ပိုင်းမှာဆိုရင်မြန်မာပြည်မှာနေရတာမျိုးမဟုတ်ပဲနဲ့တခြားနိုင်ငံကိုထွက်ရတဲ့လူငယ်တွေလည်းအများများလာတယ်တခြားနိုင်ငံကိုရောက်တဲ့အချိန်မှာမြန်မာပြည်ရလို့မို့မိသားစုနဲ့တိုက်ဝန်းနေရတာမဟုတ်ပဲနဲ့ကိုယ်အလုံးနဲ့ကိုယ့်ရဲ့ကိစ္စတွေနဲ့ပဲလုံးပန်းနေရတယ်အတိကအဖြစ်တယောက်တည်းနေရတဲ့အချိန်မှာ lonely ဖြစ်လာတဲ့ခံစားချက်မျိုးလေးရလာတယ်ဆိုရင်ဒီလိုဒီ podcast လေးကိုနားထောင်လိုက်ခြင်းအဖြစ်ပေါ့နော်ကိုတယောက်တည်းဖြစ်နေရဆိုတဲ့ခံစားချက်မဟုတ်ဘဲနဲ့တကယ်ချင်းနှစ်ယောက်စကားပြောနေတာကိုနားထောင်ရင်နဲ့ကိုယ်လည်းလိုက်ပြီးတော့ခံစားရမျိုးဒါမှမဟုတ်ကိုယ်လည်းလိုက်ပြီးတော့စဉ်းစားရတယ် reflect လုပ်တယ်ဆိုတာမျိုးလေးအဲ့လိုမျိုးခံစားချက်မျိုးလေးကိုရစေချင်တာလည်းပါတာပေါ့နော်ဟုတ်တယ်ပြီးတော့ခုနပြောလို့ပေါ့နော်ဒီ life experience တွေကြားထဲမှာငါတို့ရှာနေတဲ့ပုံစံလေးများငါတို့ရှာနေတဲ့အဖြေလေးများမိပြီးတိုက်ဆိုင်စွာဖြစ်ရသွားနိုင်တာလည်းရှိရပေါ့နော်ဒါလေးကြတော့ကျွန်တော်တစင်တို့ကြားထဲမှာပြောနေတဲ့အတွေ့အကြုံတွေကပြောကိုယ့်ရဲ့အနီးနားမှာပေါ့နော်နိုင်ငံခြားမှာပဲဖြတ်တန်းနေရလူငယ်တွေရှိရအခုဆိုပိုများရပေါ့နော်ဆိုတော့သူတို့တွေရောကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်လိုက်ဘဝမှာဖြတ်တန်းနေရတဲ့ state တွေရှိတယ်လीနော်အဲ့အချိန်မှာကျမတို့ဒီဒီလိုကနေပြောနေတဲ့ conversation ပေါ့နော်တကယ်ချင်းတယောက်ကနေပြောနေတဲ့ conversation ကနေကိုအတွက်ဒီလိုလေးလဲဟုတ်တာပဲတို့မအနည်းဆုံးတော့စိတ်ကလေးအေးချမ်းသွားတယ်ပေါ့နော်ဒီမှာငါ့တည့်ရလို့ရှိနေတာပဲပေါ့နော်ငါသူတို့လည်းဒီလိုလေးဖြစ်ခဲ့တာပဲငါတယောက်တည်းမဟုတ်ဘူးပေါ့နော်ဆိုရဲဟာလေးပေါ့ဆိုတော့ဒါလေးကြီးရသွားစေချင်တာလည်းပါတယ်ပေါ့နော်ဆိုတော့ဒီအနည်းဆုံးတော့ကိုတယောက်တည်းဖြစ်နေရမဟုတ်ဘူးဆိုရဲခံစားချက်မျိုးပေါ့နော်ဆိုတော့အဲ့ဒါလေးရဲ့ပြီးတော့ဒီကနေ
ဖြတ်တန်းလာတဲ့အနေအထားကနေreal talk ဖြစ်တဲ့အတွက်ကြောင့်မလို့စင်းလုံးချောရတော့ဖြစ်ချင်မှာဖြစ်နေလိမ့်မယ်ပေါ့နော်ကျွန်တော်တို့အတွေ့အကြုံကနေရိုးတသားကျွန်တော်တို့ဒီတစ်စင်တို့ပေါ့နော်ဒီတကယ်ချင်းယောက်ကနေဖြစ်ပြနေတဲ့အရာလေးတွေကိုတကယ်မျှဝေသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ perfect တော့ဖြစ်နေမှာမဟုတ်ဘူးဒါပေမဲ့ဒါကတကယ်ကိုရိုးတသား honest ပေါ့နော် honest conversation တွေဖြစ်နေတာမျိုးရှိမယ်ဒါပေမဲ့နောက်ဆုံးတော့အဓိကတော့နားဆင်သူအတွက်ကတော့ခုနပြောသလို at least တော့တယောက်တည်းမဟုတ်ဘူးပြီးတော့ဒီကနေတခုခုပွင့်သွားမယ်ဆိုတာလေရကောင်းလေးရသွားနိုင်တာလေးလည်းရှိရပေါ့နော်အဲ့လိုလေးလည်းရွေးထားတယ်ပေါ့နော်ရွေးလို့ဖြစ်တာပါဟုတ်တယ်ပြီးတော့အခုနောက်ပိုင်းဆိုရင်လေ AI ကအရင်များလာတယ်များလာတော့စကားပြောတဲ့အချိန်ကြရင်လူကိုယ်တိုင်ပြောတာမဟုတ်ပဲနဲ့လေပြောလို့နားထောင်လို့ရတဲ့ဟာလေးတွေရှိနေပြီပြီးတော့လေသတင်းချက်လက်တွေကလည်းခံစားချက်မှာပါပဲနဲ့သတင်းအချက်လက်ကိုပြပြဝဝလိုချင်ရင်လိုချင်တဲ့လောက်ရတယ်မေးချင်တဲ့လောက်မေးလို့ရပြီသိလို့ရတဲ့အခြေအနေမျိုးရှိနေပြီပေါ့နော်အဲ့တော့အခုတင်စာနဲ့သစင်နဲ့ခါကျော်တော့အဲ့လိုမျိုး AI လည်းမဟုတ်ဘူးဆိုတော့လူလုံးဝတာမန်လူရိုးလူကနေပြောတဲ့စကားတွေဖြစ်တယ်တာမန်လူရိုးလူကနေခံစားရတဲ့ခံစားချက်တွေတွေးကြုံရတဲ့အတွေ့အကြုံကနေပြီးတော့ပြောတဲ့စကားတွေဖြစ်တယ်ဆိုတော့အခုနားထောင်နေတဲ့လူတွေအတွက်စိတ်ထဲမှာပို့ပြီးတော့လေနွေးနွေးထွေးထွေးဖြစ်မယ်ရင်းရင်းနှီးနှီးဖြစ်မယ်လို့လေအဲ့လိုဖြစ်လိမ့်မယ်လို့လေတင်စာတော့မျှော်လင့်နေပေါ့နော်အဲ့တော့ဒီ podcast လေးကိုအခုချိန်ထိဆက်ပြီးတော့နားထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ပထမဆုံး topic အနေနဲ့တင်စာတို့ကsoft step towards freedom ပေါ့နော် freedom ကိုဘယ်လိုမျိုးသွားကြမလဲဆိုတဲ့ဟာလေးဘယ်လိုသဆင့်ချင်းစီသွားလာကြလဲဘယ်လိုသဆင့်ချင်းစီလမ်းလာကြလဲဆိုတဲ့ခေါင်းစဉ်လေးကိုစပြီးတော့ပြောမှာဖြစ်ပါတယ်ဆိုတော့ဒီခေါင်းစဉ်လေးမှာစပြီးတော့ကြည်လိုက်တယ်ဆိုရင်freedom ပေါ့နော်အဲ့တော့ freedom ကိုအခုနားထောင်နေတဲ့သူတွေရောဘယ်လိုမြင်လဲကိုယ်စိတ်ထဲမှာ freedom ကိုလိုချင်တယ်ဆိုတာဘယ်လိုလိုချင်မှုမျိုးလဲဘယ်လို freedom မျိုးလိုချင်တာလဲဆိုတာကိုလည်းစဉ်းစားကြည့်ပေါ့နော်အဲ့တော့သစင်းအနေနဲ့ရော freedom ကိုဘယ်လိုမျိုးကိုယ့်အတွက် freedom ဆိုတာဘယ်လိုပုံစံမျိုးလဲဘယ်လို freedom မျိုးလိုချင်တာလဲဆိုတာလေးပြောပြပေးပါဦးfreedom ဆိုတဲ့ဟာကိုကြားလိုက်ရင်တော့အဓိကphysically ကတော့တိတ်မရှိဘူးပေါ့နော်physically မှာဘယ်လိုမျိုးသွားလာလှုပ်ရှားနေရဆိုတာဒီ freedom လို့ကြားလိုက်တာနဲ့များလွတ်လပ်ခြင်းပေါ့နော်ဒါပေမဲ့လွတ်လပ်ခြင်းမှာဘာလဲဆိုတော့ဘာတွေပါနေလဲပေါ့နော်ပြန်ကြည့်လိုက်မယ်ဆိုရင်ဒီတောက်လျှောက်မှာကြည့်လာတာကျွန်တော်တို့ကသင်တို့မှာဖြတ်တန်းတဲ့အချိန်မှာပေါ့နော်လွတ်လပ်ခြင်းကအဓိကစိတ်ရဲ့ချီနှောင်မှုရဲ့လွတ်လပ်ခြင်းကိုအဓိကလိုချင်တာမျိုးပို့ပြီးတော့ဥတည်နေတာမျိုးတွေ့ရတယ်ပေါ့နော်အရင်ငယ်တော့ဆိုရင်တော့ဒီလိုချင်တာမြရင်ငိုကြွေးရပေါ့နော်ဆိုတော့အဲ့တော့ very ငယ်ငယ်လေးပေါ့နော်ဒါပေမဲ့ teenage အရွယ်မှာပိုပြီးတော့တိတာလာတာကစိတ်ခံစားချက်တွေကနည်းနည်းလေးပိုပြီးတော့တိတာလာရပေါ့နော်မထိန်နိုင်တာမျိုး control လုပ်ရင်ဘယ်လိုလေးလုပ်ရမလဲဆိုတဲ့ဟာလေးကိုတိတာလာတဲ့အချိန်မှာအဲ့ချိန်မှာဒီအရာကိုဘယ်လိုထိန်းညှိရင်ကောင်းမလဲလို့တွေးမိတာအဲ့ freedom လို့ဟုတ်တယ်ဒါပေမဲ့ freedom ဆိုတဲ့အရာဘာလဲဆိုတော့ကိုယ့်ဘဝမှာဟန်ချက်လည်းမပြတ်သွားရဘူးဒါပေမဲ့အလေကနေထိန်းညှိတဲ့သဘောမျိုးပေါ့နော်ဘာနဲ့တူလဲဆိုတော့ regulator လိုမျိုးပေါ့ကျွန်တော်တို့မီးအားထိန်းဆက်လိုမျိုးလေးဈာတွေကနေ emotion တွေအရင်တက်လာတယ်သူ့လည်းသူ့အတန်းတိုင်းလေးလက်ခံတယ်ဒါပေမဲ့ဒီကနေလည်းအများကြီးကြော်လွန်ပြီးတော့ကိုဘယ်လိုပြောမလဲလွှမ်းမိုးသွားတာမျိုးပေါ့နော်လွှမ်းမိုးသွားတာမျိုးဘယ်လိုလုပ်အောင်လဲဆိုတော့လွှမ်းမိုးသွားတာမျိုးout of control ပေါ့နော်ပြောချင်ထိန်းချုပ်မှုတော့မဟုတ်အရင်ထိန်းမနိုင်သိမ်းမရဆိုတဲ့အနေအထားတစ်ခုကြီးကိုလည်းဖြစ်သွားခြင်းပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ regulator မျိုးလေးထိန်းညှိတတ်တယ်ထိန်းညှိဖို့လိုအပ်တဲ့ချိန်တိုင်းထိန်းညှိရယ်ထိန်းညှိဖို့အဆင်မပြေနေတဲ့အချိန်ဆိုရင်တော့သူ့ရဲ့အရှိတိုင်းကိုလက်ခံနိုင်တဲ့အနေအထားတစ်ခုဖြစ်ဖို့အတွက်ပေါ့နော်အဲ့လိုမျိုးကိုပို့ပြီးတော့လိုလားတယ်လို့မြင်မိရပေါ့နော်လွတ်လပ်ခြင်းဆိုတာလွတ်လပ်ခြင်းဆိုတဲ့
အဓိပ္ပာယ်ဖွင့်မယ်ဆိုရင်ကိုဖဲချိန်မှာဒီအရာကိုပြောမယ်ဆိုရင်တော့ထိန်းချုပ်မှုတစ်ခုအောက်မှာမဟုတ်ဘူးပေါ့နော်ဘယ်ချိန်မှာဘယ်လိုလိုချင်လဲဆိုတာကိုလွတ်လွတ်လပ်လပ်လေးနေခွင့်ရှိနေတာမျိုးပေါ့နော်ဥပမာကိုယ့်ရဲ့စိတ်ဆန္ဒကဒီချိန်မှာတော့မရဘူးအရင်ဝမ်းနေနေရဆိုရင်ဝမ်းနေခွင့်ကိုအပြည့်အဝလုံခြုံစွာပေးပြီးတော့အဲ့လိုမျိုးဝမ်းနေခွင့်ရှိမယ်နောက်တစ်ခါအဲ့လိုမဟုတ်ဘူးဒီချိန်မှာတော့ဝမ်းနေလို့မရဘူးဒီ emotion ကိုရှေ့တင်လို့မရဘူးပေါ့နော်ဒါပေမဲ့အဲ့အောက်ထိန်းညှိသွားပေးဖို့ဘယ်လိုလုပ်မလဲဆိုတဲ့အချိန်မှာလေလိုအပ်တဲ့ချိန်မှာနော်ဘယ်ချိန်မှာ on off လုပ်မလဲပေါ့။ကျမတို့မီးဖွင့်ဖို့လိုအပ်ရင်မီးဖွင့်မယ်။မီးဖွင့်ဖို့မလိုအပ်တဲ့ချိန်ကျရင်မီးပိတ်ထားမယ်ပေါ့နော်။အဲ့ဒါကိုကိုယ့်ရဲ့လွတ်လွတ်လပ်လပ်လုပ်လို့ရတာကိုပို့ပြီးတော့ဥတည်တယ်လို့မြင်မိရပေါ့နော်တစင်ပြောဟိုနားထောင်ရင်းနဲ့တင်စားသဘောပေါက်တာခါကျော်တော့ကိုယ့်ရဲ့ freedom ဆိုတာပေါ့နော်ကိုယ့်ရဲ့ခံစားချက်တွေရဲ့လွှမ်းမိုးမှုမခံရအောင်နေတာပေါ့ဥမာစိတ်တူစရာရှိရဆိုရင်လေကိစ္စတစ်ခုမှာစိတ်တူစရာကြုံနေဆိုရင်တော့မှဒီဒေါသကကိုယ်လွှမ်းမိုးတာမခံမနဲ့ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲဆိုတာကောင်းကောင်းသိတာမျိုးပေါ့နော်ပြီးရင်လည်းအဲ့လိုပဲအရန်ပျော့စရာဝမ်းသာစရာကြီးကြုံရတယ်ဆိုပေမဲ့လည်းအရန်ဝမ်းသာသွားတာမျိုးမဟုတ်ပဲနဲ့အရန်အစွန်းရောက်သွားတာမဟုတ်ပဲနဲ့ဒီ emotion ဘယ်လိုထိမလဲဆိုတော့ emotion တွေကနေပြီးတော့လွတ်မြောက်နေတဲ့စိတ်ခံစားချက်တစ်ခုဖြစ်တယ်လို့ဒါစားသဘောပေါက်မိရပေါ့နော်ဟုတ်တယ်ဒါစားတို့ငငယ်တုန်းကခါကြောတော့လွတ်လပ်မှုကိုလိုချင်တဲ့အချိန်မျိုးလေးရှိဘူးရပေါ့နော်ဥပမာ10တန်းတုန်းကဆိုရင်လွတ်လပ်မှုကအပြည့်မရဘူးလေဥပမာကိုကစာမကြက်ချင်ဘူးဆိုရင်တော့မဟုတ်ဘူးစာကြက်မှရမယ်ဘာလို့လဲဆိုတော့ဒီ stage တစ်ခုကိုကြော်အောင်လို့စာကြက်ကိုကြက်ရမယ်ဆိုပြီးတော့စာမကြက်ပဲနေလို့မရဘူးဆိုတော့ချုပ်လို့ပြောမလဲမိဘတွေရဲ့ချုပ်ထိန်မှုအောက်မှာနေရတာကိုမလွတ်လပ်ဘူးလို့ထင်ခဲ့ရပေါ့နော်ငယ်ငယ်တော့10တန်းတော့ခါကြို့အဲ့တော့10တန်းပြီးတော့လေ okay 10တန်းပြီးပြီထပ်လို့ရောက်ပြီလွတ်လပ်ပြီလို့ထင်ပေမဲ့လေတကယ်တမ်းလွတ်လပ်လာလားဆိုတော့လေမလွတ်လပ်ဘူးဆိုတော့တကယ်တမ်းအဲ့လိုသူများထိန်းချုပ်တာတွေမထိန်းချုပ်တာတွေအဲ့ဒါနဲ့မဆိုင်မင်းနဲ့တကယ်လွတ်လပ်မှုဆိုတာကိုယ့်ရဲ့စိတ်ထဲမှာပဲရှိတာပါလားဆိုတာကိုတဖြည်းဖြည်းနဲ့သဘောပေါက်လာအရင်တော့ကျော်မိဘထိန်းချုပ်လို့မလွတ်လပ်ဘူးလို့ထင်တယ်ကျောင်းစည်းကမ်းတွေနဲ့မထိန်းချုပ်ဘူးလို့မလွတ်လပ်ဘူးလို့ထင်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့စိတ်ကိုကိုယ့်သိလာတဲ့အချိန်ကိုယ့်ရဲ့စိတ်ကိုနားလည်လာတဲ့အချိန်ကြတော့လွတ်လပ်မှုကအပြင်မှာမရှိဘဲနဲ့ကိုယ့်ရဲ့စိတ်မှာပဲရှိရဲဆိုတာလေးကိုတဖြည်းဖြည်းနဲ့နားလည်လာတယ်ပေါ့နော်သစင်ရောဘယ်လိုထင်လဲမသိဟုတ်တယ်အဓိကတော့ခုနပြောသလိုပေါ့နော်အမှန်တော့အရင်တော့အပြင်နေရဲ့ external ပေါ့နော်အပြင်နေမိဘတို့မဟုတ်လေတခုခုကကန့်သက်နေရလို့ထင်နိုင်နေပေါ့နော်အဲ့လိုထင်ခဲ့တယ်ပေါ့နော်ထင်ခဲ့တယ်ခုနပြောသလိုတင်စားပြောသလိုမိဘတို့မဟုတ်ကြောင်းဒီအလုပ်တွေဒီကနေငါလွတ်မြောက်ချင်တယ်ဆိုတာတော့ဒါတကယ်လွတ်မြောက်တယ်လို့ထင်ကြတယ်ပေါ့နော်ကျွန်တော်တို့လည်းရှိခဲ့ရပါပေါ့နော်ပြောချင်းဒီစင်တို့လည်းရှိခဲ့ရပေါ့ဥပမာဟုတ်တယ်ဒီကနေထွက်ရင်တော့ငါတို့တကယ်လွတ်မြောက်ပြီးငါဒီအောက်ကနေတော့မနေဘူးပေါ့နော်အမှန်တော့တကယ်လွတ်မြောက်မှုကဘာလဲဆိုအပြင်ရဲ့လွန်မှုမဟုတ်အပြင်ကဘလောက်ပဲသူဟာနေသူလွန်မှုနေပေါ့နော်ပြောချင်တာကတော့ကျမတို့မှာဒီစင်တို့မှာဒါတွေကို control လုံးလို့လည်းမရဘူးလေနော်သူ့အတိုင်းဖြစ်ပြနေတာအမျိုးရှိတယ်ရှိနေတဲ့အရာတွေမှာမှကိုယ့်ရဲ့စိတ်ထဲကနေဖြစ်လာတဲ့အခြေအနေပေါ်မှာကိုဘယ်လိုမျိုးလေးအကောင်းဆုံးတုံ့ပြန်နိုင်မလဲဒီချိန်မှာဘယ်လိုလေးတုံ့ပြန်လိုက်တာအကောင်းဆုံးလဲဆိုတဲ့အရာပေါ့နော်အဲ့အရာအရေးကျမတို့လွတ်မြောက်မှုပေးရလို့မြင်မိရပေါ့နော်အဲကြောင့်မို့ကိုယ့်ရဲ့ on off ကိုပဲသွားရတာပေါ့နော်အဓိကတော့လေလွတ်မြောက်မှုဆိုတာလေးအဲ့လိုမျိုးလေးပို့ပြီးတော့ဥတီလာတယ်အဲ့တော့တင်စာပြောတဲ့ဟာကိုလည်းဗာမြင်လဲဆိုတော့အမှန်တော့အတွင်းထဲမှာပဲလွတ်မြောက်မှုရှိနေတာဆိုတာကိုပြောချင်တာပေါ့နော်ကျမတို့တွေ့ညှိရင်လည်းကျမတို့ပဲပေါ့နော်မဟုတ်ဘူးဒါတခြား
ဒီကြားလေးထဲမှာပဲရှိနေတယ်အပြင်ကဟာတော့ဘလောက်ပဲလွှမ်းမိုးဒါပေမဲ့ကိုယ်စိတ်ထဲကဒီအပေါ်မှာမြင်တဲ့အမြင်ဒီပေါ်မှာဘယ်လိုမျိုးလေးတုံ့ပြန်တာကျမတို့လွတ်မြောက်မှုအများကြီးပေးနေတာမျိုးကို yeah တင်စားပြောတာလို့ကျမနားလည်လိုက်တယ်ပေါ့နော်ဟုတ်တယ်ဒါလေကြရင်လွတ်မြောက်မှုfreedom ကအပြင်ကနေမဟုတ်ဘဲနဲ့ကိုယ်စိတ်ထဲမှာဥမာကိုကတခုခုအလုပ်လုပ်ဖို့ရှိရဲဒါမှမဟုတ်သင်တန်းတစ်ခုတက်ဖို့ရှိရဲဒါမှမဟုတ်ကိုကဝိတ်ချနေတယ်ဆိုရင်လည်းconsistent ရှိဖို့အတွက်ပေါ့နော်ကိုယ့်ရဲ့စိတ်ကပြင်းနေဆိုတော့စိတ်ရဲ့လွတ်မြောက်မှုပေါ့နော်ပြင်းတာကိုကဘယ်လိုလွတ်မြောက်အောင်နေနိုင်မလဲပေါ့နော်အဲ့ဆိုရင်ကိုယ့်ရဲ့အလုပ်လုပ်တဲ့ဟာတွေကိုလည်း consistent ရှိအောင်မလို့မို့ဒီfreedom ရအောင်လုပ်သွားမလဲပေါ့အဲ့ဒါတွေနဲ့လည်းတော်တော်များများဟို freedom ကနေရာအစုံမှာပါဝင်တယ်လို့ထင်တယ်ပေါ့နော်အဲ့ဒီနေရာအစုံမှာပါဝင်တဲ့ထဲမှာမှအဓိက freedom ရမှာကကိုယ်စိတ်ထဲကဟာကို freedom ရဖို့ပို့ပြီးတော့အရေးကြီးရဲ့အပြင်ကအရာတွေကတော့ကိုသစင်ပြောလို့ပဲဘာမှ control လုပ်လို့မရတဲ့အတွက်ထွက်ပြေးလို့လည်းမရတယ်လို့ဥမာဒီနိုင်ငံမှာနေချင်တယ်ဟိုနိုင်ငံမှာနေချင်တယ်ဆိုပြီးတော့လည်းဖြစ်တယ်ဆိုရင်မဲ့ကိုကဒါရွေးချယ်ခွင့်နေတဲ့အခြေအနေမျိုးရွေးချယ်ခွင့်ရလို့သွားတာတော့ဘာမှမဖြစ်ဘူးပေါ့နော်အဲ့လိုမဟုတ်ဘဲရွေးချယ်ခွင့်အရန်နေနေပြီဆိုရင်ဒီရွေးချယ်ခွင့်နေတဲ့ထဲမှာမှကိုယ့်ရဲ့စိတ်ကိုဘယ်လိုမျိုး freedom လေးဖြစ်အောင်နေကြမလဲဆိုတာလေးကိုတေချာတို့ပို့ပြီးတော့တွေးမိရလို့ထင်တယ်ဆိုတော့အဲ့လိုမျိုးသစင်းအနေနဲ့ပေါ့နော်တကယ်လို့ကိုက freedom ရချင်တယ်ဆိုရင်ဘယ်လိုနီးမျိုးလေးကကိုယ့်အတွက်freedom ရဖို့ရှောက်လန်းတဲ့လမ်းကဘေးလမ်းကြောင်းလေးကပို့ပြီးတော့အဆင်ပြေလဲပြီးတော့သစင်ကိုယ်တိုင်ကလည်းရှောက်လန်းနေတယ်ဆိုရင်ရောဘယ်နည်းလမ်းလေးကိုသုံးပြီးတော့ဒီလို freedom လေးရဖို့အတွက်သွားနေလဲဆိုတာလေးကိုပြောပြပေးဦးနော် Okay ဆိုတော့စဉ်းစားမိလိုက်တဲ့အချိန်မှာပေါ့နော်တွေးမိတာတော့ငယ်တဲ့အရွယ်လောက်နေစရမယ်ပေါ့နော်ပြောချင်တာတော့အရွယ်ပဲပြောရမယ်ပေါ့နော်အဲ့ချိန်မှာတော်တော်ကြီးတတလေးခံစားချက်တွေကဖြစ်လာတဲ့ခါကျတော့ခုနပြောသလိုစိတ်တွေကအရန်နေteenage အရွယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ခံစားချက်တွေကမထိန်ချုံနိုင်တာမျိုးပို့ပြီးတော့တိတာလာတာမျိုးရှိတယ်အဲ့ဒီအချိန်မှာစပြီးကိုခုနပြောသလိုပေါ့နော်ကိုရဲ့ freedom ကိုရွေးတဲ့အချိန်မှာဘာစလို့ဖြစ်လဲလို့ပြောမယ်ဆိုရင်ပတိတွေစားစိတ်ဖြစ်တယ်ပေါ့နော်အဲ့ချိန်မှာဒေါသတွေထွက်တဲ့အရာတွေကအဲ့ကနေစပြီးတော့နည်းနည်းလေးဟွာပေါ့မလို့အဲ့မထွက်တော့ဘူးဆိုတဲ့ဟာလေးဖြစ်လာသူ့ကိုသူငြိမ်းလာတဲ့သဘောရှိရပါတော့ဆိုတော့အဲ့အရာနေစပြီးတော့ကိုယ့်ရဲ့အစိတ်အတွင်းကိုတည်ပြီးတော့သူများပေါ်မှာလည်းမကြရအောင်ကိုလည်းမပူလာအောင်ဆိုတဲ့အနေထားကနေဒီပြောမယ်ဆိုတော့ဗုဒ္ဓဘာသာရဲ့ဒီပဋိစိတ်တယ်ပေါ့နော်ငြိမ်သွားအောင်လို့ဆိုပြီးတော့စလို့ဖြစ်တယ်ပေါ့နော်အဲ့ကနေဒါတိတိတတဒီအရွယ်ကနေစဖြစ်တယ်ပြီးခါကျတော့ကျောင်းတက်တဲ့အရွယ်ပေါ့နော်ကျောင်းဆိုတာတက္ကသိုလ်တက်တဲ့အရွယ်မှာဆိုရင်လေဒီဘာသာရေးပို့လို့ဖြစ်တယ်အဲ့ဘာသာရေးလို့ဖြစ်ဖို့ဘယ်လိုဖြစ်လဲဆိုတော့ကျမတို့ငယ်ငယ်လေးတွေကလည်းဒီ cultural ပေါ့နော်မိသားစုကလည်းဒီဗုဒ္ဓဘာသာပဲဖြစ်တဲ့ခါကျတော့ဂျာဘူးနာဝါရရှိနေရပေါ့နော်စိတ်အေးချမ်းဖို့ဆိုရင်တရားထိုင်တာမျိုးဒီဘာဝနာပွားများတာတို့မဟုတ်လေဒီဘာသာရေးလုပ်လိုက်တယ်ပဋိစိတ်တယ်ဖျားစာရွတ်တယ်ဆိုရင်တီလာတွေစောက်တည်ရဆိုရင်အေးချမ်းနေပေါ့နော်ဆိုရဲဟာလေးတွေကိုလည်းဂျာဘူးနာဝါရှိနေတဲ့ခါကျတော့အဲ့ချိန်မှာစပြီးတော့ဒီ10တန်းပေါ့နော်10တန်းပြီးရဲ့အချိန်မှာတက္ကသိုလ်စတက်တဲ့အချိန်မှာလည်းဒီဆရာသမားတွေပေါ့နော်ဆရာသမားဆိုတာတက္ကသိုလ်ဆရာမတွေနဲ့တွေ့တဲ့အချိန်မှာလည်းဒီသူကဆုံးမရပေါ့နော်ဘာသာရေးဘယ်လိုပဲဖြစ်ဖြစ်ဒီဖျားတရားလို့ပဲပြောရမှာပေါ့နော်ဘာသာရေးထက်ဆိုင်ဖျားတရားနဲ့လေးလာတဲ့တင်ယူတဲ့အချိန်မှာလည်းဖျားတရားနဲ့တွဲလို့တော့ပြအသက်ကြီးမှဖျားတရားလုံးအောင်မဟုတ်ဒီအခုလေးလာနေတဲ့အချိန်မှာလည်းဖျားတရားတွဲလို့မယ်ပြီးတော့ပတ်စံရှာတဲ့အချိန်မှာလည်းဖျားတရားတွဲလို့မယ်ပြီးရင်အသက်ကြီးရင်လည်းဖျားတရားတွဲလို့ရမယ်ဆိုတဲ့ဟာလေးကိုသူတို့ပြောမျှဝေခဲ့တယ်သူတို့ရဲ့ကိုယ်ပိုင်ကျင့်သုံးနေတာလေးရှိရပေါ့နော်သူတို့အရင်တော့တက်ကူကျောင်းသူဖြစ်တော့ကလည်း
ကျောင်းပိတ်ပြီဆိုရင်တရားစခန်းသွားတယ်ဒီစိတ်ရဲ့အေးချမ်းမှုတွေသူတို့ဒီလိုနေနေသွားရဲဆိုတာလည်းမျှဝေခဲ့တယ်ပေါ့နော်ကို့အနီးနားမှာဒီလိုမျိုးလေးတွေအများကြီးကြားနေရတဲ့ခါကျတော့ဒီစိတ်ပြောမယ်ဆိုတော့တက္ကသိုလ်ဝန်ထမ်းဆောင်မပြီးတော့တက္ကသိုလ်တက်တဲ့အချိန်မှာတစ်စင်းအနေနဲ့ stress တွေရှိတယ်။ဘာကြောင့်ရှိရလဲဆိုတော့အဲ့တုန်းကမိဘတွေမျှော်မှန်းထားတာကဆရာဝန်ဖြစ်ဖို့ပေါ့နော်ဆရာဝန်ဖြစ်ဖို့အတွက်အဆောင်တွေပါမြို့ကြီးရန်ကုန်မှာသွားတက်ကြတယ်။တက်ပြီးတော့တကယ်ရလာတဲ့အချိန်ကခါကျတော့ဆရာဝန်မဖြစ်ဘူးပေါ့နော်။မဖြစ်တဲ့ခါကျတော့ကိုယ့်ရဲ့ဒီမိဘတွေကအဲ့ပေါ်မှာတော့စူရာတွေပါမရှိဘူးလက်ခံတယ်ဒါပေမဲ့အဓိကကိုမကြော်နိုင်တာပေါ့နော်မကြော်နိုင်ဘူးဆိုတာကငါမရခဲ့ဘူးပေါ့မရခဲ့ဘူးအခုရရှိနေတဲ့အနေအထားမှာအဲ့ပေါ်မှာစိတ်ကလေးကနည်းနည်းလေးမထားတတ်ဘူးလို့ပြောရမယ်ပေါ့နော်ဟိုပြောချင်တာနေတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ကိုရကျင်တဲ့အရာကြီးမရဘူးထိုနည်း၎င်းပဲမိဘတွေစိတ်ချမ်းသာအောင်ထားမှကျမတို့အဲ့အရွယ်တော့ကာချလီကအဲ့လိုမျိုးဆိုတော့အဲ့ဒီအချိန်မှာစိတ်ထဲမှာတော်တော်လေးတော့လွတ်မြောက်မှုမဖြစ်နေဘူးလို့ပြောရမယ်ပေါ့နော်ကိုပြတင်တာမျိုးကြီးလည်းရှိနေတာပေါ့ရှိနေတဲ့ခါကျတော့ဒီအနီးနားမှာဆရာမတွေလည်းဒီလိုလေးတွေပြောကြတဲ့ခါကျတော့ကျမလည်းကြောင်းတက်တဲ့တောက်လျှောက်မှာကြောင်းတက်နေတဲ့အချိန်မှာလည်းဘာသာရေးဒီဖျားတရားလုပ်ဖြစ်တယ်ဒီလာရေးစောင့်တာတော့ဘာလို့လုပ်ဖြစ်တယ်ပြီးသွားပြီဆိုရင်ကျမကြောင်းပိတ်တာနဲ့တရားစခန်းဝင်ဖြစ်တယ်တရားစခန်းဝင်ဖြစ်တာကျမတို့စိတ်အေးချမ်းမှုတစ်ခုရမယ်လို့လေဘေးပတ်ဝန်းကျင်လည်းပြောသလိုကျမကိုယ်တိုင်လည်းသွားဆန်းနေပေါ့နော်လုပ်ကြည့်တယ်လုပ်ကြည့်တဲ့အချိန်မှာတော်တော်လေးတော့ဘာနဲ့တူလဲဆိုတော့ကျမတော်တော်လေးဟိုစိတ်ကိုထားတဲ့အချိန်မှာဘလို့ပဲစိတ်ကခံစားချက်တွေဘလို့ပဲဖြစ်နေဒါအမြဲတမ်းထိမ့်ပြီးနေသူဖြစ်တာပေါ့နော်ဝင်လေထွက်လေထူရှူထုတ်လိုက်တယ်ကိုအနေနဲ့ကိုမနစ်မြို့တာကြီးကြုံတာမျိုးရှိတယ်စိတ်ပူပန်တာမျိုးရှိတဲ့အချိန်မှာဒီနီးနဲ့ဖြတ်တန်းခဲ့တဲ့အချိန်ကာလတွေရှိရပေါ့ဒီတက္ကသိုလ်တက်တဲ့ကာလတွေမှာပေါ့နော်ဆိုတော့အဲ့အချိန်မှာစပြီးတော့လှုပ်တဲ့အချိန်မှာလည်းတော်တော်လေးတော့သူကထိန်းကြီးပြီးတယ်ဟိုစိတ်ကိုလည်းအရင်မလွတ်သွားဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါလေးကနေစတယ်လို့ပြောရမှာပေါ့နော်လွတ်မြောက်ခြင်းဆိုရဲခံစားချက်တွေရဲ့လွန်မှုကနေဒီတတိပဋ္ဌာန်တရားပဲပြောရမှာပေါ့နော်ဒါကကျမသစင်းအနေနဲ့စပြီးတော့လုပ်တဲ့အချိန်မှာစပြီးတော့သူ့ရဲ့လွန်မှုကနေမရှိနေပဲနဲ့ကိုသွားခြင်းနဲ့ကျောင်းပညာနဲ့ပြီးအောင်ပြီးတော့နေ့တူကဖြတ်တန်းနေတဲ့အချိန်မှာကိုအတွက်ကောင်းမွန်ဖြတ်တန်းလို့ရတယ်ပေါ့နော်လူမှုဆက်ဆံရေးအစပေါ့လေဘလောက်ပဲကိုယ်စိတ်ထဲမှာတချို့ကြံရှိနေတာကြီးတော့ရှိရပါတော့ခံစားချက်တွေငါမလုံနိုင်ခဲ့ဘူးတော့အဲ့လိုကြီးပေါ့နော်အဲ့ဒါကြီးတော့ရှိနေဒါပေမဲ့ကောင်းမွန်ဖြတ်တန်းသွားဖို့အတွက်ဒါအများကြီးတော့အထောက်အကူပြုခဲ့တယ်ပေါ့နော်အဲ့လိုလေးတော့ရှိခဲ့တယ်ပေါ့အဲ့အချိန်ကာလဒါပေမဲ့နောက်ထပ်တင်စာမေးတဲ့ဟာလေးကိုအခုလက်ရှိရောဆက်ပြီးတော့ဒါတွေကျင့်သုံးနေလားဘယ်လိုရှိနေလဲဆိုတာကိုပြောနေဒါလေးပါနည်းနည်းလေးဆက်ပြီးတော့မျှဝေခြင်းပေါ့နော်အဲ့အချိန်မှာရပြီးတော့တခြားနည်းတွေနဲ့လည်းရှာသေးတယ်တခြားနည်းတွေနဲ့လည်းရှာတယ်ဆိုတာတော့ပြောမယ်ဆိုရင်တော့counseling လားပေါ့counseling ပညာရပ်တွေလေ့လာတာမျိုးပေါ့ psychology လေ့လာတာမျိုးပေါ့နော်တကယ်လို့ကျောင်းတက်နေတော့ကတော့အဲ့ပညာရပ်တွေကအလင်းဗမာပြည်မှာမထွန်းကားဘူးပေါ့နော်နည်းနည်းလူသိနေတယ်ပေါ့နော်လူသိနေတာရဲ့public ကိုမချပြထားဘူးလေအခုဒီ2020နောက်ပိုင်းမှာဒါဗမာပြည်မှာ counseling တွေအရင်ဒီအဖြေရှာလာနော်ဆိုခါကျတော့အဲ့တုန်းကတော့ဒီတရားပဲပေါ့နော်တရားပဲကိုယ်အတွက်မိတွေ့ရလို့ဖြစ်နေရပါတော့အခုလည်းဆက်ပြီးတော့လုပ်နေပါတယ်ပေါ့နော်လုပ်နေတဲ့အချိန်မှာလည်းအစပိုင်းတော့အရင်တော့အရင်စိတ်ညစ်လို့ဒီခံစားချက်တွေကနေကိုယ့်ဘဝကိုလည်းမထိခိုက်အောင်ဖြတ်တန်းဖို့အတွက်ကိုဒီတတိပဋ္ဌာန်ကိုကိုအနေနဲ့ထောက်တိုင်အနေနဲ့ပေါ့နော်ပြောချင်တာတော့အဲ့တောင်မွေးဆိုလဲတောင်မွေးပေါ့နော်တောင်မွေးအနေနဲ့သုံးခဲ့တယ်ပေါ့နော်ဆိုတော့အခုနောက်ပိုင်းခါကျတော့ပြောင်းသွားတယ် intention ဘာသာတရားကိုပို့ပြီးတော့ဒီတရားဆိုတဲ့တန်ဖိုးပိုတိလာတဲ့ခါကျတော့ဆက်ပြီးတော့ကျင့်ကြံနေရမျိုးတွေတော့ရှိရဲ့အဲ့ချိန်မှာစိတ်ရဲ့အေးချမ်းမှုကတော့အခု
လောလောဆယ်မှာပေါ့နော်တရားရေးထိုင်နေပေါ့နော်ထိုင်တဲ့ချိန်မှာတော့အဲ့အေဂျင့်မှုကမတူတော့ဘူးပေါ့နော်ဒီ80နှစ်လောက်မှငယ်ရွယ်တော့အစပြိုခဲ့တဲ့အရာအခုချိန်မှာတော့လှုပ်ဖြစ်နေတယ်ဒါပေမဲ့အနှစ်သာရပိုရှိစွာဖြင့်လှုပ်ဖြစ်တယ်ပေါ့နော်လှုပ်ဖြစ်တဲ့ခါကျတော့သူ့ရဲ့ပေးတဲ့အကျိုးကတော့ရင်ထဲကအေဂျင့်မှုကတခြားဘာနဲ့မှလဲလို့မရတဲ့အေဂျင့်မှုလေးတော့ရှိနေတယ်ပေါ့နော်လွတ်မြောက်မှုလေးอ่ะလေ yeah ဟုတ်တင်စားအနေနဲ့ရော yeah တင်စားအနေနဲ့တော့အခုသစဉ်ပြောတာနားထောင်ပြီးတော့ဘာဟိုစဉ်းစားမိသွားလဲဆိုတော့ဘာလဲဆိုတော့သစဉ်နဲ့တင်စားနေကသူငယ်တန်းကလေးကတငယ်ချင်းလीเนาะအဲ့တော့လုံးဝကြီးဟို live ရဲ့ stage တစ်ခုချင်းစီရဲ့ပြောင်းလဲပုံကိုတယောက်နဲ့တယောက်မြင်နေရတာအဲ့လို10တန်းပြီးတော့လဲ10တန်းပြီးအလျောက်တက်ဂရုပြီးတော့လဲတက်ဂရုပြီးရဲ့အလျောက်အဲ့လိုပဲတက်ဂရုပြီးသွားတော့ဒီလိုအလုံးလာလုပ်တဲ့အချိန်ကျတော့လဲအလုံးလုပ်ကြတဲ့အလျောက်live stage ကြီးကိုတယောက်နဲ့တယောက်မြင်နေရတယ်ပြီးတယောက်ရဲ့ပြောင်းလဲမှုကိုတယောက်ကတိတိကျကျကြီးမြင်နေရတယ်ဘာလို့လဲဆိုတော့နှစ်ယောက်လုံးကစကားကလည်းအမြဲတမ်းပြောဖြစ်နေရဆိုတော့ဟိုအစဉ်ပြောရဲ့ဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့အရှိမတော့ကတော့ဘာသာရေးလောက်တာဒီစိတ်အေးချမ်းမှုအတွက် emotion တွေကို control လုပ်ဖို့အတွက်ထောက်တိုင်အနေနဲ့လုပ်တယ်ဆိုတာကိုလုပ်ပြီးတော့အခုချိန်မှာဘယ်လိုပြောင်းလဲသွားလဲဆိုတာကိုတင်စားကလုံးဝကြီးမြင်ရတယ်ပေါ့နော်ဟိုစကားတွေဘာတွေပြောရင်လည်းကြားရတယ်ပြောင်းလဲသွားတဲ့စိတ်ထားတွေပြောင်းလဲသွားတဲ့အမြင်တွေအားလုံးတကယ်လက်တွေ့မြင်ရတယ်ပေါ့နော်အဲ့တော့တကယ်ကိုတန်မိုးရှိရယ်အရန်တန်မိုးရှိရယ်တရားအားထုတ်တာပေါ့နော်ဟုတ်တစင်ပြောရင်းနဲ့အဲ့ဟာစိတ်ထဲမှာဝင်လာဟုတ်တစင်မေးတဲ့ဟာကိုဖြေရမယ်ဆိုရင်တင်စားခါကျတော့ငယ်ငယ်တုန်းကfreedom ကိုဘယ်လိုမြင်ခဲ့လဲဆိုတော့စချင်းကတော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကနေလွတ်မြောက်ခြင်းနေဆိုရင်တနည်းက ignore လုပ်လိုက်တာပေါ့နော်ဥမာဒီဟာလှုပ်ဖို့ရှိရဆိုမလှုပ်ပဲနဲ့TV ထိုင်ကြည့်နေလိုက်တာမျိုးပေါ့အချိန်ကိုဖြုံးလိုက်တာမျိုးပေါ့ဒီဟာလှုပ်တာကိုမလှုပ်ပဲနဲ့စာအုပ်ထိုင်ဖတ်နေရမျိုးပေါ့အဲ့ဒီကနေပြီးတော့ကိုယ့်ရဲ့ခံစားချက်ကိုထွက်ပြေးရပါတော့အဲ့လိုမျိုးကြီးလုပ်တယ်ပြီးနည်းနည်းတက္ကသိုလ်လောက်ရောက်လာခါကျတော့တငယ်ချင်းတွေနဲ့စုတယ်ဆိုရင်တငယ်ချင်းတွေတော့တောက်ကြမယ်ဟေ့ဆိုရင်တော့တောက်မယ်အဲ့တော့ဒီ emotion တစ်ခုကိုမမြင်ချင်တဲ့အချိန်မှာနောက်တစ်ခုနဲ့လေးလိုက်တဲ့အခြေအနေမျိုးလေးတွေလုပ်တယ်ပေါ့နော်ဒါပေမဲ့ okay တော့တောက်လိုက်တယ်တကယ်ချင်းနဲ့တောက်ပြီးတော့ပျော်လိုက်တယ်ဒါပေမဲ့အဲ့ဒီတောက်ပြီးပျော်ပြီးတော့ပြီးသွားတဲ့အချိန်မှာကျတော့လေနောက်ဆက်တွဲဒီ emotion ရပြန်ဝင်လာတာပဲပေါ့နော်အဲ့တော့တကယ်ဒီ emotion ကနေ freedom ရသွားတာမဟုတ်ဘူးဆိုတာကိုဒီတက်ကြိုတက်ရင်နဲ့တဖြည်းဖြည်းနဲ့လည်းနားလဲလာတယ်လို့ကိုယ်စိတ်ကိုလည်းပြန်ပြီးတော့အဖြေရှာချင်လာပေါ့ဒီကိုစိတ်ညစ်နေရတယ်ကို stress တွေဒီ pressure တွေကနေဘယ်လိုမျိုးfreedom ရအောင်လုပ်မလဲဆိုတာလေးကိုရှာရင်းနဲ့ဒီစားကဘာလို့တော့ဖတ်ဖြစ်လဲဆိုတော့ဆရာတော်ဦးစောတိကရဲ့လွတ်လပ်သောစိတ်ဆိုတဲ့စာအုပ်လေးကိုတကယ်ချင်းတယောက်ကလက်ဆောင်ပေးလို့ဖတ်ဖြစ်တာပေါ့နော်အဲ့တော့အစာအုပ်လေးဖတ်လိုက်တဲ့အချိန်ကျမှလွတ်လပ်တဲ့ဆိုတာဘာလားဆိုတော့အစာအုပ်ကနေစပြီးတော့ဒီစားတဘောပေါက်သွားတယ်ဆိုတော့ဘုံကတော့အရှင်းဆုံးကတော့ကိုယ်စိတ်ကိုသိနေဖို့ပဲဘုံကတော့အများစုတိုက်တွန်းတာပေါ့နော်အဲ့တော့အဲ့အချိန်ကနေစပြီးတော့တင်စားတက္ကသိုလ်ဟုတ်တယ်တက္ကသိုလ် second year third year လောက်ကဖြစ်မယ်အဲ့ဒီအချိန်ကနေစပြီးတော့ကိုယ်စိတ်ကိုသိတဲ့အကျင့်လေးလုပ်ဖြစ်တယ်ဘယ် emotion ကိုပဲလာသိနေတာမျိုးပျော်နေတာရောဝမ်းနည်းနေတာရောတခုခုခံစားချက်ရှိနေတာအစားသိနေတဲ့ဟာလေးကိုလှုပ်တဲ့အချိန်မှာခါကျတော့ကိုယ်ခံစားချက်ကနေပြီးတော့လွတ်မြောက်မှုလေးကတဖြည်းဖြည်းနဲ့ရလာခဲ့တယ်ပေါ့နော်အဲ့တော့အဲ့လိုပဲတောက်လျှောက်သွားရင်းနဲ့ပဲဒီလိုအလုပ်ငန်းခွင်ရောက်သွားတယ်ပြီးရင်လုပ်ငန်းခွင်ရောက်တဲ့အချိန်မှာခါကျတော့လေဒီထက်ပိုပြီးတော့တရားအလုပ်ကိုပို့လုပ်ဖြစ်တယ်ပေါ့နော်တရားထိုင်ဖြစ်တယ်အဲ့ဒီကနေဒီကိုယ်စိတ်ကိုတည်နေအောင်လုပ်တဲ့ practice ကနေပဲတရားထိုင်တဲ့အချိန်မှာခါကြောရလေပို့ပြီးတော့လွတ်မြောက်မှုရပြီပို့ပြီးငြိမ်းအေးမှုလေးရလာပေါ့နော်အဲ့လိုပဲသစဉ်ပြောလို့ပဲစချင်းတရားထိုင်တာကတော့ကိုယ်စိတ်အေးချမ်းမှုအတွက်ပဲစိတ်ကိုတည်ငြိမ်မှုအတွက်ပဲထိုင်ခဲ့ရပေါ့ဒါပေမဲ့နောက်ပိုင်းလှုပ်ရင်နဲ့တရားလမ်းကြောင်းပေါ်တရားတွေနာတာလည်းများလာသလိုတရားထိုင်တာလေးလည်း practice လုပ်လာတာနဲ့အမျှတရားပေါ်ထားတဲ့တန်ဖိုးရှိမှုတန်ဖိုးထားမှုတွေလည်းပြောင်းသွားလို့ကိုယ့်ရဲ့စိတ်လွတ်လပ်မှုတွေလည်းပို့ပြီးတော့ရလာတယ်လို့တင်စားကိုယ်တိုင်လည်းခံစားရတယ်အဲ့တော့တကယ်လို့ကိုယ့်ရဲ့စိတ်ကို freedom ပြချင်တယ်ဆိုရင်
နီလန်ပေါင်းစုံတော့ရှိရပဲဘာလို့မှလဲအရက်တောက်မှလားဆေးချမှလားကြိုက်တာလုပ်လို့ရတယ်ပေါ့နော်မိမလိုက်စားမလားအများကြီးပဲကိုယ်ခံစားချက်ကိုရှောင်လွှဲလိုက်တဲ့နီးမျိုးစုံရှိရဲ့အကြောင်းပြချက်မျိုးစုံလည်းပေးပြီးရှောင်လွှဲလို့ရတယ်ဒါပေမဲ့တကယ်ကိုစိတ်ထဲမှာလွတ်မြောက်ခြင်းနဲ့တကယ်ကို freedom ရခြင်းနဲ့ဆိုရင်တော့အကောင်းဆုံးနည်းလမ်းတော့တစားတို့ရဲ့ဗုဒ္ဓမြတ်စွာရဲ့တရားတော်တွေကပဲအကောင်းဆုံးမှန်ဆုံးလမ်းကြောင်းနဲ့လွတ်မြောက်မှုပေးနိုင်တယ်လို့တစားတော့ယူဆရပေါ့နော်အဲ့တော့သစင်ရောဘာထပ်ပြောချင်တယ်လဲမသိဘူးဟုတ်တယ်ဟာတင်စာပြောလိုက်တဲ့မှာလူတိုင်းကသူလွတ်မြောက်မှုဆိုတဲ့ဟာကိုတင်စာပြောတဲ့အချိန်မှာဘာလေးတော့တွေးလိုက်လဲဆိုတော့လေဒီဘက်အိတ်ကနေဟိုဘက်အိတ်ကကိုကျမတို့ကတင်စာကပြောင်းတက်တယ်ပေါ့နော်ပြောချင်တာလေခံစားချက်တွေကိုလေရှောင်နေတဲ့အချိန်မှာပေါ့နော်ဆိုတော့ကိုယ်တိုင်နဲ့ရှိခဲ့တယ်ဒါပေမဲ့ရှိခဲ့တဲ့အချိန်မှာကတစင်းအနေနဲ့ခါကြခုနပြောသလိုအဝေးမှလည်းဖြစ်တော့ cultural ရဲ့နည်းနည်းတော့အမှန်တော့good girl ပေါ့လိမ္မာရဲ့ဆိုရဲအရာလေးကိုလိုချင်တဲ့ခါကြတော့လေအိတ်ကပြောင်းတာဘာနဲ့ပြောင်းတာလဲဆိုတော့တရားနေပေါ့နော်လှုပ်ဖြစ်တယ်ပေါ့နော်အေးချမ်းမှုပေါ့နော်ဆိုတော့အဲ့လိုပေါ့အဲ့လိုလေးဒါပေမဲ့အဲ့တုန်းကရည်ရွယ်ချက်နဲ့အခုပြောင်းသွားတဲ့ဟာမှာပြောင်းသွားတဲ့အလျောက်ကိုအေးချမ်းမှုလွတ်မြောက်မှုကတော့တကယ်ကိုမတူဘူးပေါ့နော်လုံးဝမတူဘူးအခုလောလောဆယ်နဲ့တရားကြီးလှုပ်လာတဲ့အချိန်ကိုယ်တိုင်နဲ့တကယ်ကိုခံစားရတဲ့လွတ်မြောက်မှုကမတူဘူးပေါ့နော်တခြားတွေဘာမှဒီဗုဒ္ဓတရားတော်ကတကယ်ကိုစိတ်ရဲ့လွတ်မြောက်မှုပေါ့နော်အဲ့ဖက်တကယ်ပြောမယ်ဆိုရင်တော့ suffering ဆိုတဲ့အရာကိုကျွန်တော်တို့သစင်တို့အနေနဲ့မှာဖြစ်တယ်လीနော်စိတ်တရားလည်းဖြစ်တယ်ကိုလိုချင်တဲ့ဟာမဖြစ်တဲ့ဟာလည်းဖြစ်တယ်အဲ့အရာကိုတော်တော်လေးဒီ freedom ဆိုတဲ့လွတ်မြောက်မှုအပြည့်အဝပေးနိုင်တာတော့တကယ်ဗုဒ္ဓတရားကိုလမ်းစဉ်ပေါ့နော်ဒီလမ်းစဉ်ကိုစပြီးတော့ရှောက်လန်းနေတဲ့အချိန်မှာအခုလက်တလောလဲကိုယ်တိုင်ပို့ပြီးခံစားရတယ်ပေါ့နော်ခံစားရတယ်ကိုယ့်ရဲ့အတွေ့အကြုံကနေဆိုနေပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့သစင်းအနေနဲ့တော့စဉ်းစားပြောတာလေးကိုပေါ့ထောက်ခံတယ်ပဲပြောအောင်ပေါ့နော်ဒီအရာဟုတ်တယ်ဗုဒ္ဓရဲ့တရားတော့တကယ်ကိုလွတ်မြောက်ဖို့အစစ်မှန်ပေးရပေါ့နော်ဆိုတော့အခုကိုရောက်နေတဲ့ level ကနေပြောတာပေါ့နော် yeah so အဲ့တော့တစားတို့နောက်တစ်ပတ်ကြာရင်ဒီနောက်တစ်ပုတ်ကြာရင်ပေါ့နော်ကိုဒီဗုဒ္ဓဘာသာနဲ့ဘယ်လိုမျိုးစပြီးတော့ယဉ်နီးလာတာလဲဆိုတာလေးကိုဆက်ပြီးတော့ပြောကြမယ်ဆိုတော့အခုဒီတင်စာနဲ့သစင်နဲ့ပြောသွားတဲ့ထဲကနေပြီးတော့ကိုယ့်ရဲ့ freedom ကိုယ့်ရဲ့လွတ်လပ်မှုကိုအရင်တုန်းကဘယ်လိုရှာခဲ့လဲပေါ့နော်အခုရောဘယ်လိုရှာနေလဲကိုတကယ်မှန်ကန်တဲ့နည်းလမ်းနဲ့ရှာနေပြီလားပြီးရင်ကိုတကယ်လိုချင်တဲ့ freedom ကိုသဘောပေါက်တဲ့ freedom ကဘာလဲဆိုတာလေးကိုနားထောင်ပြီးရဲ့အချိန်မှာပြန်ပြီးတော့လေတွေးမိသွားမယ်လို့တင်စားတို့မျှော်လင့်ပါတယ်တွေးတင်တယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ yeah ဒီနေ့ conversation လေးတင်စားတို့ဒီမှာပဲနားလိုက်ကြမလားတဲ့အခုရတော့ကိုလုံးနေတဲ့အရာတကယ်ရောကိုလွတ်မြောက်မှုပေးနေသလားဆိုရယ်မိဖို့နေတာအရေးကြီးမယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုမေးချင်အဖြစ်ကိုအတွက်တကယ်စစ်မှန်တဲ့လွတ်မြောက်တဲ့လမ်းတစ်ခုတို့မဟုတ်လေလွတ်မြောက်တဲ့အရာတစ်ခုရဖို့အတွက်ကိုreflect လုပ်မိမယ်လို့လည်းမျှော်လင့်နေပေါ့နော် yeah အပြီးတော့လေအခုခဏနေတော့ကတင်စာနဲ့သစင်နဲ့ပြောသွားတဲ့ထဲမှာတကယ်ကိုအခုနှစ်ယောက်လုံးကဘာမှမရေးထားဘူးပေါ့နော် okay ဒီလိုပြောမယ်ဆိုပြီးတော့ပဲစဉ်းစားပြီးတော့ပြောလိုက်ကြအခုတကယ်လက်ရှိကိုခံစားရတာကိုအတွေ့ကိုပဲပြောလိုက်ကြဆိုတော့စကားပြောရင်းနဲ့စဉ်းစားသွားတဲ့အချိန်လေးတွေ
ငြိမ်သွားတဲ့အချိန်မျိုးလေးရှိကောင်းရှိမယ်ဒါမှမဟုတ်စကားလုံးအသုံးအနှုန်းလေးအဆင်မပြေဘူးဆိုတာလေးရှိကောင်းရှိမယ်ဒါလုံးဝကိုreal talk အနေနဲ့ပြောတာဆိုတော့တကယ်လို့အမားပါသွားခဲ့တယ်ဆိုရင်လည်းနားလည်ပေးဖို့တင်စားတို့နှစ်ယောက်ကပြောချင်ပါတယ်ရှင် so yeah နားလည်ပေးပါဟုတ်ကဲ့ပါဆိုရင်အားလုံးပဲ good night ပါတင်စားတို့နောက် podcast မှာ yeah နောက် podcast လေးမှာပြန်ပြီးတော့တွေ့ကြပါမယ်โอเคပဲပြန်တွေ့ကြပါမယ် bye 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 bye